ဒီဆိုင်ကိုနောက်တစ်ခါဘယ်သူမှမကြော်ညာပေးကြပါနဲ့တော့ရှင်ဒီဆိုင်ကလေအရင်တော့ဆိုရင်မနေ့ပိုင်းပဲလူကြိတ်ကြိတ်တိုးနေတာအခုကနေ့လေ17နိုင်ခွဲမှသွားတာတော့ထိုင်စရာနေရာမရှိဘူးဆိုတော့ရှင်တို့ဟာတော်တော်တရားလွန်သွားတယ်ဒီကိုယ်တိုင်လည်းဒီဆိုင်ကိုကြိုက်လုံးလုံးကြော်ညာပေးတာပောက်တယ်ပေါ့နော် Facebook မှာတော့တင်တော့လဲပောက်တာပဲအဲ့ဒီ post ကသူဆိုင်ကိုယ်တိုင်ကလည်းစားကောင်းလုံးလုံးတစ်ခါသွားစားပြီးတဲ့သူတိုင်းထက်ခါသွားစားကြလုံးလုံးကိုလူတွေတအားများနေတာဖြစ်ရမယ်ဒီနေ့ထက်သွားစားတာကတော့အမဲသားချက်ခောက်ဆွဲရယ်ဝက်စတူးခောက်ဆွဲရယ်ပဇွန်ဖက်ထုတ်ရယ်ပါသူ့ရဲ့အမဲသားချက်ခောက်ဆွဲရပါတော့ကိုခိုင်ဆိုင်ကအမဲသားအဆက်ခောက်ဆွဲနဲ့တူပါတယ်ဒါပေမဲ့အရသာပိုင်းမှာတော့တီတီကတော့ကိုခိုင်ဆိုင်ရဲ့အမဲသားအဆက်ခောက်ဆွဲကိုပို့ကြိုက်ပါတယ်ဝက်စတူးခောက်ဆွဲမှာတော့ဒီဆိုင်ကိုမှီတဲ့ဆိုင်ကိုမတွေ့သေးဘူးပေါ့နော်ဆိုင်ရဲ့ခောက်ဆွဲတွေကလေပိုရှင်းကတော်တော်များလို့တပွဲမှာပြီး2ယောက်တောင်စားလို့ရတယ်ပေါ့နော်တယောက်တည်းဆိုရင်တော့တော်တော်ကိုစားယူရတယ်မကုန်ပါဘူးရှင်အမဲသားခောက်ဆွဲဆိုလဲအမဲသားတုံးတွေကိုအများကြီးပဲထည့်ပေးတာပေါ့နော်အီဆက်နေရပဲသူ့ရဲ့အမဲသားလေးတွေကလည်းလေပြီးတော့ဒီတရုတ်တွေရဲ့အမဲသားချက်ခောက်ဆွဲမှာဆိုရင်လေဒီစီယာတို့ပူစီနန်တို့ထည့်ပေးတာဘာအထားလဲတော့မသိဘူးပေါ့နော်မှုမွေးလေးနဲ့တော့စားကောင်းပါတယ်ဒါကတော့ပဇွန်ဖက်ထုတ်ပါရှင်ပဇွန်ဖက်ထုတ်ကိုသူ့စီမှာပေးထားတဲ့ငရုတ်သီးစီမွေးလေးထည့်ပြီးတော့နေစားတာပေါ့နော်မှုမွေးလေးနဲ့ဆက်ဆက်ကလေးစားလို့ကောင်းပါတယ်ရှေ့တစ်ခေါက်ကတော့ဝက်သားဖက်ထုတ်စားထားတာဆိုတော့ဝက်သားဖက်ထုတ်နဲ့ပဇွန်ဖက်ထုတ်ရှင်ရင်တော့ကျွန်မဝက်သားဖက်ထုတ်ကိုပဲပို့ကြိုက်ပါတယ်ရှင် comment ထဲမှာတပွဲဘလောက်လဲလို့မမေးရအောင်လို့တခါတည်းဖြည့်ပေးလိုက်မယ်နော်ဒီနေ့စားခဲ့တဲ့3မျိုးလုံးကတော့တပွဲကို8000စီပေးရပါတယ်ရှင်ဒီဆိုင်မှာလေးတိုဘူးကြော်အလုံးဝမစားပါနဲ့လို့မှာကျင်တယ်တိုဘူးကြော်တစ်ထုပ်ကို3000ပေးရတယ်ပေါ့နော်အဲ့ဒါတော့မတန်ပါဘူးဆိုင်နာမည်ကတော့တဲဟုံဆိုတဲ့ဆိုင်မှာရှင်လိပ်စာမင်းနေကြတဲ့သူတွေကိုလည်းဗီဒီယိုဆိုလို့ရှင်ဆုံးအောင်ထိကြည့်စေချင်တယ်ပေါ့နော်ကျွန်မဗီဒီယိုတိုင်းမှာကျွန်မကလိပ်စာတွေကိုအမြဲတမ်းထည့်ပြောပါတယ်ရှင်ဒီဆိုင်ရဲ့လိပ်စာကတော့63လမ်း4243ကြားမှာရှိတာပါဒီနေ့ကတော့17နိုင်ခွဲမှသွားတော့လီတွေကတော့တလန်းလုံးကားတွေရောဆိုင်ကယ်တွေရောပြည့်ကျက်နေရပါပဲရှင်